ဆေးရုံစည်းကမ်းတွေအတွက် marketing ဘယ်လိုလုပ်ကြမလဲ medical marketing ကပုံမှန်လုပ်နေတဲ့ marketing တွေနဲ့တော့မတူဘူးသူကနည်းနည်းလေးတော့ပုံစံလေးကွဲတယ်ကိုက marketing လုပ်တဲ့အခါမှာအရန်လဲကြွယ်ပြလို့မရဘူးအရန်လဲချဲ့ကားပြီးတော့ပြောလို့မရဘူးလူတွေကသူတို့ရဲ့ risk level မြင့်နေတဲ့အချိန်မှာတိတ်လှုပ်ရှားစရာတွေကိုတိတ်ပြီးတော့စိတ်မဝင်စားကြတော့ဥပမာလူတစ်ယောက်ကအရန်ဖျားနေတဲ့အချိန်လူတစ်ယောက်ကအရန်ကိုနေမကောင်းဖြစ်နေတဲ့အချိန်မှာသူတို့ကဘယ်စည်းကမ်းမှာ buy one get one ရနေလဲဘယ်စည်းကမ်းက follower ဘယ်နှစ်ယောက်ရှိလဲဆိုတော့သူတို့လိုက်ပြီးတော့မကြည့်တော့ဘူးသူတို့လိုက်ပြီးတော့မရှာတော့ကျွန်တော် medical marketing မှာ creative အစား trust ကိုပို့ပြီးတော့အာရုံစိုက်တင်တာဖြစ်ပါတယ်အရန်ကို risk များနေတဲ့အချိန်မှာလူတွေကအရန် attractive ဖြစ်နေတဲ့ brand တွေကိုရွေးချယ်တာတဲ့စာရင် safe အဖြစ်ဆုံး brand ကိုပဲရွေးချယ်ကြတာဖြစ်ပါတယ် marketing ကအကြောက်တရားရဲ့ level အပေါ်မှာမူတည်ပြီးတော့ပုံစံအမျိုးမျိုးပြောင်းလဲရှိပါတယ်အဲ့ဒီအချက်ကိုနားလည်တယ်ဆိုရင်ဘယ်လို product အတွက်ပဲဖြစ်ဖြစ်ဘယ်လို industry အတွက်ပဲဖြစ်ဖြစ် marketing လုပ်ရတာရန်ကိုလွယ်ပါလိမ့်မယ်